မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ခွန်အားသည့်နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ယနေ့ဖခင်အတူရှိ၏ဆိုတဲ့ခေါင်းစဉ်နဲ့လုကာအခန်းကြီး24အငယ်16ကိုဆင်ခြင်သွားခြင်းပါတယ်ထိုသူတို့သည်မျက်စိချုပ်လျက်ရှိ၍ကိုယ်တော်ဖြစ်သည်ကိုမသိကြကျွန်တော်အသက်တာဘဝခီးမှာဘုရားသခင်ပဲမှာတယ်ဆိုတဲ့မိကွန်းထုတ်ရတတ်တဲ့အချိန်တွေရှိတတ်ပါတယ်ဒါပေမဲ့လည်းနှုတ်ကပတ်တော်ကကျွန်တော်တို့ဟာဘုရားသခင်နဲ့အဝေးမှာရှိနေတာမဟုတ်ဘဲနဲ့ကျွန်တော်နဲ့အတူရှိနေရုံသာမကကျွန်တော်ရဲ့အတွင်းမှာတကူနဲ့အလုတ်လုံနေကြောင်းပေါ်ပြထားပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့လူအနေနဲ့အကျက်အတဲတစ်ခုနဲ့ရင်ဆိုင်ရချိန်မှာဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိကြောင်းအာယုံမပြုတ်နိုင်ဘဲနဲ့အမြင်တွေဝေဝါးသွားတတ်ဖို့လွယ်ကူပါတယ်ခရစ်တော်ရဲ့တပည့်တော်နှစ်ယောက်အိမ်မောက်ကိုသွားတဲ့လမ်းမှာလည်းပဲအဲ့ဒီအတိုင်းပဲဖြစ်ခဲ့ပူပါတယ်သခင်ယေရှုခရစ်တော်ကလောဝါကတိုင်အပေါ်မှာအသေးခံခြင်းအပေါ်မှာသူတို့စိတ်တက်ကြနေကြတဲ့အတွက်ကြောင့်လုကာအခန်းကြီး24အငယ်14ကနေ16ထဲကိုကြည့်မယ်ဆိုရင်သူတို့ဟာဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတွေကိုအချင်းချင်းပြောဆိုပြီးတော့သွားနေကြတာဖြစ်တယ်။အဲဒီလိုအချင်းချင်းဆွေးနွေးပြောဆိုနေတဲ့အချိန်မှာအသက်ရှင်ခဲ့ပြီဖြစ်တဲ့သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်ကသူတို့ရဲ့အနာကိုချီးကမ်းပြီးတော့သူတို့နဲ့အတူကြွတော်မူခဲ့တယ်။ဒါပေမဲ့လည်းသူတို့ဟာကိုယ်တော်ဖြစ်မှန်းကိုမသိအောင်မျက်စိတွေကဝေဝါးနေခဲ့ကြတယ်။ယုံကြည်သူတယောက်အနေနဲ့သခင်ယေရှုခရစ်တော်အထံတော်ကနေကျွန်တော်တို့မျက်စိကိုလွှဲလိုက်တာနဲ့ပဲကျွန်တော်ရဲ့အခြေအနေတွေမှာကိုအကူအညီမဲ့နေတယ်လို့ခံစားလာရတတ်ပါတယ်။လူစုတော်ကကြီးမားတဲ့အကျက်အတဲကိုရင်ဆိုင်ရတဲ့အခါအမြင်တွေဝေဝါးသွားတတ်တယ်။အဲ့ဒီအချိန်မှာဝေဖန်ပိုင်းခြားနိုင်စွမ်းတွေပျက်စီးသွားပြီးတော့စဉ်းစားတွေးခေါ်မှုတွေဟာလည်းပဲကမောက်ကမဖြစ်သွားတတ်ပါတယ်။ကျွန်တော်တို့ကိုကယ်တင်နိုင်မဲ့သူကိုအနာမကပ်အောင်ပိတ်ပင်ထားမိတတ်ကြတယ်ခရစ်တော်ရဲ့တပည့်တော်နှစ်ယောက်ဟာလည်းပဲအဲ့ဒီအတိုင်းပါပဲသခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်သူတို့ရဲ့အနာမှာရှိနေပြီးတော့အတူတူလမ်းလျှောက်နေတာတောင်အမြင်တွေကဝေဝါးနေခဲ့တယ်သခင်ယေရှုခရစ်တော်အသေးခံသွားပြီးတော့ဝမ်းနဲ့ပူဆွေးခြင်းတွေနဲ့စိတ်ပြတ်မှုတွေနဲ့သူတို့ပြည့်နေခြင်းဖြစ်တယ်သူတို့ဟာမာရွေးတဲ့အရာအပေါ်မှာအာယုံစိုက်နေပြီလို့အဲ့ဒါကိုသတိမထားမိကြဘူးဒါပေမဲ့သခင်ယေရှုခရစ်တော်သူတို့အနားမှာရှိနေတာကိုမမိသွားတဲ့ခဏလေးအတွင်းမှာပဲအရာအားလုံးပြောင်းလဲသွားခဲ့တယ်။သူတို့ကချက်ချင်းပဲထပြီးတော့ယေရုရှလင်မြို့ကိုပြန်ကြတယ်။သူတို့နှစ်ယောက်စလုံးလမ်းမှာဖြစ်ပျက်ခဲ့တာတွေကိုရောမုံကိုသခင်ယေရှုခရစ်တော်ကဖဲ့တော်မူတဲ့အခါကိုတော်ကိုဘလို့မမိခဲ့ကြတယ်ဆိုတာကိုပြောပြကြတယ်။လုကာအခန်းကြီး24ငယ်33ကနေ35မှာချက်ချင်းဆိုတဲ့စကားကိုတတိပြုကြည့်ရင်ချက်ချင်းဆိုသလိုပဲသူတို့ဟာကြောက်ရွံ့ခြင်းကနေရဲရင်ခြင်းနာကျင်ခြင်းကနေဝမ်းမြောက်ခြင်းစိတ်ပြတ်အားငယ်ခြင်းကနေမျှော်လင့်ခြင်းကိုချက်ချင်းပြောင်းလဲသွားခဲ့ကြတယ်ကျွန်တော်အနေနဲ့လည်းမျက်ရည်တွေစိုးရိမ်ပူပန်မှုတွေနဲ့ကိုယ့်ရဲ့အတွေးအခေါ်တွေဟာဘုရားသခင်ရှိနေခြင်းကိုမမြင်နိုင်အောင်ဖုံးကွယ်ထားတတ်ပါတယ်ပေါလုကတော့ဧဖက်အခန်းကြီး1အငယ်19မှာဉာဏ်မျက်စိကိုလင်းစေဖို့အတွက်ဆုတောင်းပေးခဲ့တဲ့အကြောင်းကိုပြောထားပါတယ်ကျွန်တော်ဟာပြဿနာအပေါ်ကိုအာယုံစိုက်နေခြင်းကိုရပ်တန့်လိုက်ပြီးတော့သခင်ယေရှုခရစ်တော်အထံတော်ကိုသာကျွန်တော်ရဲ့ဉာဏ်မျက်စိကိုစူးစိုက်ကြည့်လိုက်တဲ့အခါမှာကြည်လင်ပြတ်သားတဲ့အမြင်ကိုရရှိလာမှာဖြစ်ပြီးတော့မျှော်လင့်ခြင်းတွေပြေဝလာမှာဖြစ်တယ်ဒီနေ့ဘုရားသခင်ကကျွန်တော်နဲ့အတူရှိကြောင်းနားလည်သိလာမှာဖြစ်တယ်ဘုရားသခင်ကကျွန်တော်အနားမှာရှိနေုံသာမကပဲနဲ့ကျွန်တော်အတွင်းမှာကြီးမားတဲ့တကူကိုပေးထားပါတယ်အဲ့ဒီတကူဟာသခင်ယေရှုခရစ်တော်ကိုသေခြင်းကနေထမြောက်စေတဲ့တကူတော်နဲ့အတူတူပဲဖြစ်တယ်မဿဲအခန်းကြီး28အငယ်20မှာသခင်ယေရှုခရစ်တော်ကကပ်ကဘာကုံတဲ့တိုင်အောင်ကျွန်တော်နဲ့အတူရှိမဲ့အကြောင်းကိုဂတိတော်ပေးထားပါတယ်ဒီနေ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခက်အခဲကဘာဖြစ်မလဲအဲ့ဒီအခက်အခဲကဘုရားခင်ထက်မကြီးမားပါဘူးကျွန်တော်အတွင်းမှာရှိတဲ့တကူတော်ကကျွန်တော်တို့ကိုအောင်မြင်စေနိုင်ပါတယ်ဒါကြောင့်ဂျာနာဆင်ကျင်ခဲ့တဲ့သူတွေအနေနဲ့ဒီနေ့ဘုရားခင်ကကျွန်တော်တို့အနားမှာရှိနေတယ်
ကျွန်တော်တို့မြင်နိုင်စေဖို့အတွက်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဉာဏ်မျက်စိကိုဖွင့်ဖို့ပဲလိုအပ်ပါတယ်ကျွန်တော်ဘဝမှာအေးမောက်သွားရလမ်းလို့ခက်ခဲတဲ့ခရီးလမ်းမှာကျွန်တော်တို့တယောက်တည်းမဟုတ်ပါဘူးကိုတော်ကကျွန်တော်တို့ဆုတောင်းတန်ကိုနားထောင်နေတယ်ကျွန်တော်တို့ကိုခွန်အားပေးနေတယ်ကျွန်တော်ရဲ့ဝိညာဉ်ဉာဏ်မျက်စိကိုဘုရားသခင်ကဖွင့်ပေးပြီးတော့ကိုတော်အတူရှိခြင်းနဲ့တကူတော်ကိုဒီနေ့လက်တွေ့ခံစားနိုင်ကြဖို့အားလုံးအပေါ်မှာဘုရားသခင်အတူရှိပြီးတော့ကောင်းချီးပေးနေပါစေအာမင်ဒီခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်